လေ့ကျင့်ခန်း1.4လေးတွားမယ်လေ့ကျင့်ခန်း1.4သင်္ချာ1ပေါ့နော်အဲ့တော့လေ့ကျင့်ခန်း1.4ကပဂတိတန်မိုးလေးတွေပြောတာပဂတိတန်မိုးဆိုတာဘာလဲဆိုတာလေးအရင်ဆုံးပြောမယ်နော်အဲ့တော့ပဂတိတန်မိုးဆိုတာကကြတော့ပုံမှန်အပြင်ပြောပြမယ်ဆိုလို့ရှိရင်တိုက်တစ်လုံးရှိတယ်ပေါ့တိုက်တစ်လုံးရှိတယ်အဲ့သူ့ရဲ့အမြင့်ကိုအောက်ကလူတယောက်ကနေပြီးတော့မှတိုင်းလိုက်တယ်ဒီတိုက်ကပေ60ရှိတယ်နော်ဒါဆိုရင်အောက်ကလူကနေတိုင်းလိုက်တဲ့အခါမှာပေ60အောက်ကလူကနေတိုင်းလိုက်လို့ပေ60ရှိတယ်လို့ပြောမယ်ဆိုရင်ဘာပဲပြောမှာလဲဒီတိုက်ရဲ့နေရာပေ60လို့ပဲပြောမှာလေ60ပေဒါပဲပြောမယ် plus လည်းထည့်မပြောဘူး minus လည်းထည့်မပြောဘူးဒါပေမဲ့သဘောတရားတော့ရှေ့မှာဘာမှမရှိတဲ့ကြောင့်လို့ပါလေအပေါင်းသဘောပဲစောင့်မယ်နော်ပေ60အပေါ်ကနေတိုင်းမယ်လူကပေဒီကျိုးချပြီးတော့အောက်ကိုတိုင်းလိုက်တယ်ဒါဆိုအဲ့ဒီလူကလည်းဘာပဲပြောမှာလဲပေ60ပဲပြောမှာပေါ့ဟုတ်တယ်တိုက်ရဲ့နေရာပေ60ရှိတယ်ဒါပဲပြောမယ်အဲ့ဒါဆိုလို့ရှိရင်ရေတို့ဒီမှာပြောတဲ့အခါမှာအပေါ်ကနေတိုင်းလို့အနှုတ်ပေ60အောက်ကနေတိုင်းလို့အပေါင်းပေ60ဆိုတာမျိုးမရှိဘူးဒါမျိုးကိုသူကဘာပဲပြောနေအပေါင်းလည်းပြောပဲနဲ့အနှုတ်လည်းပြောပဲနဲ့ပေ60ဒါမျိုးပဲပြောတယ်အဲ့တော့လမ်းနေတိုင်းတဲ့အခါမှာလဲလူတယောက်ကဥမာအဖြစ်လမ်းရဲ့ဒီနေရာနေစပြီးတိုင်းနေဒါဆိုဒီလမ်းလေးကပေ100ရှိတယ်ဒါဆိုအနောက်ကဒီအရှိဘက်ကလူကပြန်တိုင်းတဲ့အတွက်ကြောင့်အနှုတ်ပေ100ဒါမျိုးလည်းမရှိပြန်ဘူးဒါဆိုရင်ကျတို့ဒီလိုမျိုးတန်ဖိုးတွေပေါ့အဲ့လိုမျိုးတန်ဖိုးတွေတိုင်းတဲ့အခါမှာအလျားအတိုင်းတာတွေဥမာလမ်းကွာဝေးပြီးလို့ရှင်ဒါတိုက်ရဲ့အမြင့်ပေါ့နော်ဒီလိုမျိုးတွေတိုင်းနေအဲ့လိုအကွာဝေးတွေကိုတိုင်းနေ geometry ပုံတွေမှာလည်းကျတို့ကကွာဝေးတွေ triangle တွေအကွာဝေးတွေဒါတွေကိုပြောတဲ့အခါမှာဘာပဲပြောလဲအပေါင်းပဲပြောတယ်လေအပေါင်းဆိုတာပါလေအမှန်ကတော့ပဂတိတန်မိုးပြောတာအဲ့တော့ပဂတိတန်မိုးပဂတိအလျားတွေကိုပြောခြင်းဖြစ်တယ်သူ့မှာအပေါင်းသဘောအနှုတ်သဘောမရှိဘူးဒါပေမဲ့အရှိမဘာမှမရှိတဲ့ကြောင့်မို့ကျတော့အပေါင်းလို့ပဲယူဆပြီးတွက်ပေးရတယ်နော်အဲ့တော့ပဂတိတန်မိုးဆိုတာကဘာလဲဆိုလို့ရှိရင်အပေါင်းနှုတ်သဘောမရှိတဲ့မူလကိန်းရဲ့အတိုင်းခေါ်ခြင်းကိုခေါ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ပဂတိတန်မိုးလေးကြောင့်ဒီပဂတိတန်မိုးကိုထည့်တဲ့အခါမှာကျတော့ဒီလိုဒီနှစ်ခုကြားမှာထည့်အဲ့ဒါကို modulus လို့ခေါ်တယ်နော်modulus of ဒီမှာဆိုနံပါတ်1ဆိုရင်ပဂတိတန်မိုးမြောက်ရှာပါဆိုဒါကတော့ 3/4 ပဲထားပါ 8/3 ပဲထားပါနော် modulus of 8/3ဆိုဘာပဲပြန်ထွက်မလဲ8/3ပဲထွက်မယ်နော်အရှိမဘာမှမရှိတော့ကျတော့အပေါင်းတန်မိုးနဲ့ပဲယူဆလိုက်တာပေါ့နော်modulus ဆိုနောက်တစ်ခုက4ဆိုလို့ရှိရင်ဘာပဲပြန်ထွက်မလဲ4ပဲပြန်ထွက်မယ်နောက်တစ်ခုက modulus of -5/2ဆိုလို့ရှိရင်ဘာပြန်ထွက်မလဲ5/2ပဲပြန်ထွက်မယ်ဒါဆိုသိပြီနော်ဒါကတော့သိပြီ modulus ထည့်လိုက်ရင်ဒါပဂတိတန်မိုးထွက်လာတာပေါ့နော် modulus ထွက်လာတာဒီဘာထွက်လာပဂတိတန်မိုးပဂတိတန်မိုးဆိုလို့ရှိရင်အပေါင်းတန်မိုးထွက်လာတယ်ပေါ့နော်မှန်ကြတော့အပေါင်းတန်မိုးတော့မဟုတ်ဘူးအပေါင်းလို့ဘောမဆောင်တဲ့မူလကိန်းတန်မိုးနော်အဲဆိုနံပါတ်2ကပဂတိတန်မိုးတွေကိုတုံးပြီးတော့မှာတဲ့ကြီးစင်ငယ်လိုက်စီပါတဲ့ဒါဆိုရင် तू ကလောလောဆယ်ကြီးစင်ငယ်လိုက်စီတဲ့ကောင်ပဂတိတန်မိုးရင်ချပြီးမှစီလို့ရမယ်အဲလိုကျတော့ဒီပေးထားတဲ့ကိန်းတွေကိုပဂတိတန်မိုးထည့်လိုက်မယ် modulus ထည့်လိုက်မယ် modulus ထည့်လိုက်မယ်ဒီဟာတွေနော်တခါတည်းဒီလိုလေးပြောင်းလိုက်တော့မယ် modulus ထည့်လိုက်မယ် -2 1/2 လိုမျိုးလေး modulus ထည့်လိုက်မယ် -13/6 အဲ့တော့ဒီဟာဆိုရင်2 3/4အဲ့လိုလေးထည့်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာပဂတိတန်မိုးရထွက်ရင်ဘာပဲထွက်မလဲ9/7ထွက်မယ်အဲ့ဒီ9/7ကိုအပိုင်းကိန်းရပါတယ်တခါလေးဒီလိုပဲထားလိုက်တော့မယ်နော်အပေါင်းတန်မိုးထွက်သွားမှာပေါ့နော်အပေါင်းတန်မိုးတွေပဲထွက်လာမယ်2 1/2ဒီလိုတွေပဲထွက်လာမယ်13/6လို့ထွက်လာမယ်ပြီးရင်2 3/4ဆိုပြီးအဲ့လိုထွက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်တွေကိုပြအောင်မလဲဒီကောင်တွေကိုကြီးစင်ငယ်လိုက်ငယ်စီကြီးလိုက်စီတဲ့ကောင်မှာပိုင်းကိန်းရောတွေပြောင်းပြရမယ်အပိုင်းကိန်းရောတွေပြောင်းမယ်ဆိုလို့ရှိရင်9တက်လေး9ဟုတ်ချင်9/4နော်9/4ဆိုတော့4နဲ့4 8 4နဲ့4 8အဲဆိုရင်တစ်ကျက်မယ်2 1/4ဒါကိုလည်းပြောင်းတော့3 3 9အဲ့တော့2 2/3ဒါကတော့ပေးထားပြီးသားဆိုပြောင်းစရာမလိုဘူးဒီကောင်ကျ6 2 4 12ဆိုတော့ 1/6ဒါကြတော့2 3/4အဲဆိုကျတော့အပြေကိန်းအကြီးဆုံးကိုလိုက်ရှာကြည့်အောင်နော်အပြေကိန်းအကြီးဆုံးကဒီမှာဆိုရင်2တည်းပဲဆိုတော့ဒီမှာ3အဲ့ဒါဆိုရင်ကြီးစင်ငယ်လိုက်စီမယ်ဆိုလို့ရှိရင်ဘယ်အကြီးဆုံးလဲဆို3 2/3ကအကြီးဆုံးပြီးရင်ဒီမှာကျန်တဲ့ကောင်တွေက2တည်းပဲ2တည်းမှာကျတော့ပိုင်းကိန်းတွေကိုကြည့်လိုက်တဲ့အခါမှာ 1/4 1/2ဘာပိုကြီးတယ်လို့ချက်ပြောလဲပိုင်း
ပိုင်းခြေငယ်တာကပိုကြည့်တယ်ဆိုတော့ 1.2 ပေါ့နော်။ဒါပေမဲ့အဲ့ဒီ 1.2 နဲ့ဒီကောင်ထဲမှာဆိုလို့ရှိရင် 3.4 နဲ့မှာဆိုရင်ချက်ကြည့်မယ်နော်။ 1.2 ဆိုတာကကြတော့ပိုင်းခြေ4ဖြစ်အောင်ပြောင်းမယ်။ဒီဟာတွေအကုန်လုံးကိုပိုင်းခြေတူအောင်ညှိတာပိုကောင်းတယ်နော်။ပိုင်းခြေတူအောင်ညှိလိုက်တာတော့ပိုပြီးတော့ကောင်းတယ်။အဲ့ဒါဆိုလို့ရှိရင်တော့ပြောင်းရတာပိုပြီးတော့လွယ်သွားတာပေါ့။အဲ့ဒီမှာဆိုရင်ဒီနှစ်ခုမှာဆိုရင်ဒီဟာကိုပိုင်းခြေ4ဖြစ်အောင်2နဲ့မြောက်ရင်အပေါ်ကိုလည်း2နဲ့မြောက်ဆိုတော့ဒါအောက်ပိုင်းခြေက4ဖြစ်သွားမယ်အပေါ်ကကျတော့ဘာဖြစ်သွားမလဲဆိုတော့2ဖြစ်သွားမယ်အဲဆိုရင် 2.4 နဲ့ 3.4 နဲ့ဆိုရင်ဒီကောင်ပိုကြည့်ရ 3.4 ပိုကြည့်2 3.4 ဒီလိုမျိုးလေးရှိမယ်ပြီးလို့ရှိရင်ဒီကောင်က2 1.2 ပြီးသွားလို့ရှိရင်ဒီမှာ2နဲ့ဆိုရင်ပိုင်းခြေငယ်တာပိုကြည့်တယ်ဆိုတော့2 1.4 ကပိုကြည့်တယ်ပြီးသွားတော့မှနောက်ဆုံး2 1.6 အဲ့နီးလေးရှိတယ်ပြီးတော့နောက်တော့နီးလေးတစ်ချက်တော့ပြမယ်နော်နောက်တော့နီးလေးကကျတော့ပိုပြီးတော့လွယ်မယ်ထင်တယ်နော်အဲ့ဒီနီးနဲ့တွက်တဲ့ကလေးတွေကလည်းတွက်လို့ရတယ်နော်ဒီနီးနဲ့ကြတော့နည်းနည်းကနန်းတွေမျှရတာပိုင်းနေတာပေါ့နော်တူတာပေါ့အဲ့နီးလေးရှိရနောက်တနီးလေးကကြတော့နမခခွေးကိုနောက်တနီးနဲ့တွက်ပြမယ်နမခခွေးလည်းပါပဲလေပဂရိတံမိုးတွေပဲရင်ရှားမယ်ပဂရိတံမိုးတွေပဲထည့်ပြရမယ်ပဂရိတံမိုးလေးတွေကိုနမခခွေးကပဂရိတံမိုးလေးတွေထည့်လိုက်မယ်14/3ပဂရိတံမိုး modulus ဆိုတဲ့ -10/6 ပြီးရင် -14/6 -22/9 11/2 အဲ့လိုလေးလုပ်မယ်အဲ့ဆိုရင် 14/3 ဘာပဲပြန်ထွက်မလဲ 14/3 ဒီကောင်ဆိုရင် minus ကနေဆိုရင် 10/6 ပဲထွက်မယ်အပေါင်းတွေထွက်ပါမယ်နော် 14/6 ထွက်မယ်နောက်တစ်ခုကကြတော့ 22/9 ထွက်မယ်နော် 22/9 ထွက်မယ်နောက်တစ်ခုက 11/2 ထွက်မယ်အဲ့ဒါဆိုရင်အဲ့ဒါဒီအကုန်လုံးပိုင်းခြေတူအောင်ညှိလိုက်မယ်ပိုင်းခြေတူအောင်ညှိမယ်ဆိုရင်ပိုင်းကိန်းမှာဆိုရင်ပိုင်းခြေတူအောင်ညှိဖို့အတွက်ဆိုကိန်းကြီးဆုံးကိုကြည့်6ဖြစ်အောင်လုပ်တာ300ရတယ်ကျန်တဲ့6တို့2တို့ကမရဒါဆို6နဲ့4 18 6နဲ့4 18ဆိုလို့ရှိရင်6 3 4 18ရတယ်ဒါဆိုအကုန်လုံးကိုဘာဖြစ်အောင်လုပ်မလဲ18ဖြစ်အောင်လုပ်မယ်18ဖြစ်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ3ကိုကြတော့ဘာနဲ့မြောက်လိုက်မလဲ6နဲ့မြောက်အပေါ်ကိုလည်း6နဲ့မြောက်ဒါကြရင်6 3 4 18ဆိုတော့3နဲ့မြောက်သူ့ကိုကြတော့6 3 4 18ဆိုတော့3နဲ့မြောက်သူ့ကိုကြတော့2နဲ့မြောက်အပေါ်ကိုလည်း2နဲ့မြောက်သူ့ကိုကြတော့2 9 4 18ဆိုတော့2နဲ့9နဲ့မြောက်အဲ့ဒါဆိုရင်ဒီချက်ရဲ့ကိန်းကဏ္ဍလေးတွေကဘာလေးဖြစ်သွားပြီလဲဘယ်လိုပြောင်းသွားပြီလဲ3 6 18အပေါ်မှာ14 6 14 9 80 14 6 84ပြီးဒီမှာကျတော့6 3 18ဖြစ်သွားပြီ13 30ဒီမှာကျတော့6 3 18ဖြစ်သွားပြီ14 3 42ဒီမှာ9နဲ့18ဖြစ်သွားပြီ22နဲ့2နဲ့မြောက်တော့44 9နဲ့18ဖြစ်သွားပြီ17 9 69ဒါဆိုရင်အကြီးစင်ငယ်လိုက်စီပါဆိုတော့အကြီးဆုံးနံပါတ်စင်လေးလိုက်တက်လိုက်မယ်နော်အကြီးဆုံးကိုနံပါတ်စင်လေးလိုက်တက်လိုက်မယ်အကြီးဆုံးကပိုင်းခြေတူသွားပြီဆိုတော့ဘာကိုပဲကြည့်ရမလဲပိုင်းဝေကိုပဲကြည့်ပိုင်းဝေအကြီးဆုံးကဒီကောင်ဒါဆိုရင်သူကနံပါတ်1အကြီးဆုံးပြီးရင်84ကနံပါတ်2ပြီးရင်44ကနံပါတ်3သူကနံပါတ်4သူကနံပါတ်5သူကမျှရတယ်ဆိုရင်လွယ်တော့ပိုလွယ်သွားတာပေါ့နော်အဲ့ဒီကကြတော့ပိုလွယ်သွားတာပေါ့အဲ့ဒါဆိုရင်ကျတော့ original ပဲရေးရမယ်နော် original ရေးတဲ့အခါမှာ 99/8 ဒီပါလဲ 11/2 ဒါဆိုရင်ကျတော့ 11/2 ပြီးတော့မှ 84/18 ဒီပါလဲ 14/3 ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ 44/18 ဆိုတော့ 22/9 ပြီးရင်4ကကြတော့ 42/18 ဆိုတော့ 14/6 ပြီးရင်နောက်ဆုံးတစ်ခုက number 5က 10/6 အဲ့လိုလေးကြည့်လိုက်မယ်နော်အဲ့ဒါလေးလည်းပို့လွယ်တယ်အဲဆိုနောက်ဆုံးတစ်ပုဒ်လေးကိုကြတော့အဲ့လိုမျိုးလေးတွက်ကြည့်လိုက်နော်အဲ့လိုမျိုးလေးတွက်ကြည့်လိုက်ပို့ပြီးလွယ်သွားအောင်